ဒီကနေ့မှလည်းပဲကျွန်တော်တို့တွေเนาะပျော်ရွှင်တဲ့ငြိမ်းချမ်းတဲ့နှစ်သက်တက်တာဖျားရှင်ကျေးဇူးတော်ကြောင့်ထပ်မံပိုင်ဆိုင်ခွင့်ကိုရတယ်ဆိုတော့နှစ်သက်ရက်တိုင်းဟာဖျားပေးတဲ့ကျေးဇူးလက်ဆောင်ဆိုတာကိုကျွန်တော်တို့တွေပြန်လဲသတိရပြီးတော့မှเนาะဒီကနေ့တက်တာမှလည်းပဲကျွန်တော်တို့တွေဖျားရှင်စီတန်းနောက်ပြန်လာပြီးတော့မှဖျားရှင်ကျေးဇူးတော်ကိုခေါ်လို့ရင်းနဲ့ဒီကနေ့တက်တာခွန်အားယူစရာခရစ်တော်ဖျားရှင်ပေးတဲ့သတင်းစကားတန်ရုံအကြံခန်းကြီးရှေ့ခန်းငယ်1ကနေ7နောက်ခရစ်တော်ဖျားရှင်ဗိမာန်တော်မှာနော်ဒီကြွဝင်တဲ့ခါမှာဒီဖာရိစေဦးတွေနဲ့ကျမ်းစာဆရာတွေကဒီအမျိုးသမီးတူကိုသူ့ထံခေါ်လာပြီးတော့မှအိမ်တော်ရေးဖောက်ပြန်တယ်လို့ဆွဲပြီးတော့မှနောက်ခရစ်တော်ဖျားရှင်စီတန်ရှင်းမျက်မှောက်မှာသူ့ကိုနော်ဒီကြောက်ခနဲ့ပေါက်သက်ရမလားဆိုပြီးတော့မှသူတို့ရဲ့ဥပဒေတိုင်းနော်ပြန်လာပြီးတော့ရှောက်ထားတယ်နောက်ခရစ်တော်ဖျားရှင်ကမင်းတို့မှာနော်အပြစ်ကင်းစင်တဲ့သူတွေဟာပထမဦးစွာသူ့ကိုကြောက်ခဲနဲ့ပေါက်ပါဆိုရပြောတဲ့အခါမှာသူတို့ရဲ့အပြစ်တွေကိုပြန်ပြီးသတိရတဲ့အခါမှာပြန်ပြီးတော့ထွက်သွားကြတယ်နေ့စဉ်ကျွန်တော်ရှင်သန်ရတဲ့ဘဝတတမှာနော်ကိုယ့်ရဲ့နော်ဒီကြောက်ခဲတွေကိုစုနေတတ်ကြတယ်နော်သူတို့ဘာပေါ့အပြစ်မြင်နေမကောင်းပြောတယ်ကိုယ့်ရဲ့အတ္တမမာနဆိုတဲ့ကြောက်ခဲတွေကိုဘဝတတမှာစုပြီးတော့အဲ့ဒီဝန်အတုံးအောင်မှာကျွန်တော်တို့ကသူများတွေကိုသွားပြီးတော့မှဒီနော်အပြစ်မြင်အပြစ်ကောက်ဖို့ဆိုတဲ့နော်ဒီအချက်တွေကိုကိုယ်ထက်မှာစုပြီးတော့အဲ့ဒီကြောက်ခဲရဲ့ဝန်တော့အောင်မှာပြီးနေတတ်တယ်ဒါပေမဲ့ခရစ်တော်ဖျားရှင်ရှင်းမျက်မှောက်မှာရောက်တဲ့ခါမှာဖျားရှင်ရှင်းမျက်မှောက်မှာဆွေးုံလာတဲ့ခါမှာကျွန်တော်တို့ရဲ့အားနည်းချက်အပြစ်မှားတွေမပြည့်စုံခြင်းတွေကိုပြန်ပြီးတော့မှပေါ်လွင်လာတာဖြစ်တယ်ဖုံးကွယ်ထားလို့မရတာဖြစ်တယ်ဒါနေ့စီကျွန်တော်တို့ဘဝတတမှာဒါကိုပြန်သတိရပြီးတော့မှငါဘယ်နေရာမှာဝန်ထုတ်တွေဖြစ်နေတာလဲနော်ဘယ်ရာကကိုဘွားတတကိုဖိစီးနေတာလေကိုရဲ့မပြေဆုံးခြင်းဒီနော်ကိုရဲ့အားနေချက်ဒီကိုရဲ့အပြစ်တွေအမားတွေမာမာနာတွေဒါတွေကိုဘုရားရှင်ရှင်းမြတ်မှာကျွန်တော်တို့ဝင်ချိကပ်ပြီးတော့ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ကိုဘွားတတမှာခိုလုံခြင်းအဖြစ်ပြန်ပြီးတော့မှကိုရဲ့အပြစ်အမားများကိုတတိယပြီးတော့မှနော်ကိုဘွားတတမှာဘုရားရဲ့ကျေးဇူးနဲ့ပြေဝပြီးတော့ရှောင်ကျဉ်လာနိုင်မှာဖြစ်တယ်ဆိုတာကိုပြန်ပြီးတော့နေ့စဉ်ဘွားတတမှာတတိယစေတာဖြစ်တယ်ဒီဖာရိစေဦးဒီကျမ်းဆရာတွေသူတို့တွေဒီကျမ်းနေနော်ပညတ်တရားတွေနော်ဒါတွေကိုသူတို့တွေနော်အလို့ရတယ်တော်တယ်ဒါပေမဲ့သူတို့ရဲ့နော်ဒီကျေးဇူးတွေသူတို့ရဲ့ခံစားရတဲ့ဒီကျေးဇူးတွေဟာလူတွေကိုအပြစ်တင်အပြစ်မြင်မှုအပြစ်ကောက်ဖို့ပဲသူတို့တွေဦးစားပေးတဲ့ကံမှာဖခင်ရဲ့ကျေးဇူးနဲ့ဝေးကွာသွားတယ်ဖခင်ရှင်သူတို့နဲ့အတူရှိနေတော်လည်းပဲနောက်ခရစ်တော်ဖခင်ရှင်သူတို့ကိုအမျိုးမျိုးပြန်ပြီးတော့ထောက်ပြပြီးတော့မှတွဲခေါ်တော်လည်းပဲသူတို့တွေလိုက်ပါနိုင်ခြင်းမရှိဘဲနဲ့ဒီနော်အပြစ်ကဝန်အောက်မှာပဲဝန်ပိနေတာဖြစ်တယ်နေ့စဉ်ကျွန်တော်တို့ဘဝတတမှာလည်းပဲတခါတလေနော်ကျွန်တော်တို့တွေနော်ဖျားရှင်ရဲ့ရှင်းမျက်မှောက်မှာခေါ်လုံကိုးစားတဲ့အခါမှာကိုယ့်ရဲ့အားနဲ့ချက်အပြစ်မှားတွေကိုနော်နောင်နာနဲ့ပြန်လာပြီးတော့ဖျားရှင်စီတဲ့ခေါ်လုံမှုအရေးကြီးတယ်ဒီအပြစ်တမ်းမှာပဲခေါင်းမှမနေပဲနဲ့ကိုဘဝတတကိုပြောင်းလဲပြီးတော့ဘုရားရဲ့သားသမီးပိသားဆိုပြန်လာခြင်းအပြင်နောင်နာနဲ့ပြန်လာခြင်းအပြင်ဘုရားရှင်စီတဲ့ပြန်လာခြင်းအပြင်ဘဝတတဟာငြိမ်းချမ်းတဲ့ဘုရားကျေးဇူးတော်ကိုပိုင်ဆိုင်ရရှိခွင့်ရမယ်ဆိုတာကိုကျွန်တော်တို့ကိုဒီကနေ့ကျမ်းစာအပြင်ပြန်ပြီးတော့မှသတိရစေတာဖြစ်တယ်ဘုရားရှင်ကျွန်တော်တို့ကိုကျေးဇူးတွေပေးနေတယ်နော်စကရမတူတွေအပြင်တွဲခေါ်ပေးတယ်နော်ကိုရမြတ်အဖြစ်ကျွန်တော်တို့ကိုနေ့စဉ်ဘဝတတမှာကျွေးမွေးနေတယ်မကြခင်ကျွန်တော်တို့တွေကိုရမြတ်စကရမတူကိုပေးယူတော့မယ်ဘုရားရှင်ကြွဝင်တော့မယ်နော်ကိုယ့်ရဲ့အပြစ်မှားများကိုပြန်သတိရပြီးတော့မှဘုရားရှင်စီတဲ့ခေါ်လုံခြင်းအပြင်ဘုရားရှင်ချစ်တဲ့ဘုရားရှင်ရဲ့သားသမီးပြည့်စုံတဲ့တတ်တာကိုရရှိပိုင်ဆိုင်မယ်ဆိုတာကိုပြန်ပြီးတော့ကျွန်တော်တို့ကိုခွန်အားပေးနေတာဖြစ်တယ်နော်ခရစ်တော်ဘုရားရှင်ပြောတဲ့ဒီအမျိုးသမီးလေးကိုနော်ငါလည်းမင်းကိုမပြန်ပြီးတော့မှနော်အပြစ်ထက်မှနော်သူ့ကိုမစင်ရင်ဘူးနော်ဒီအပြစ်တွေကိုနောက်တစ်ဖက်မလုပ်နေနောင်နာရပါသွားပါဘဝတတတဲ့နဲ့ပြန်လဲရှင်းမြတ်မှာဆိုတော့သူ့ရဲ့စကားအတိုင်းကျွန်တော်တို့ကိုဒီကနေ့ဘဝတတမှာလည်းပဲဆက်ပြီးတော့ပြောနေတယ်နော်နောက်တစ်ဖက်အပြစ်မပြုတ်လဲဖခင်ရဲ့ကျေးဇူးတွေစစ်စစ်နေတဲ့အချိန်ဖြစ်တယ်
ဆိုဝါရင်ကာလာဟာဒါပဲကျွန်တော်တို့ဘဝတတမှာကိုယ့်ရဲ့အပြစ်အမှားများတွေကိုပြန်လဲစင်ရင်သုံးသပ်ပြီးတော့မှအပြစ်တွေကိုရှောင်ကျဉ်ခြင်းအပြင်အားနည်းချက်တွေကိုဖခင်ရဲ့ကျေးဇူးတော်နဲ့ခွန်အားယူရှောင်ကျဉ်ခြင်းအပြင်ပြည့်စုံတဲ့ဖခင်ရှင်စီတံပြန်လာခြင်းအပြင်တော့ငြိမ်းချမ်းတဲ့ဖခင်ရဲ့သားသမီးတက်တာကိုပိုင်ဆိုင်မယ်ဆိုတာကိုတရိယာရေးနဲ့အကောင်းဆုံးကျွန်တော်တို့တွေနော်ဖခင်ရှင်စီတံခလုံးကိုကြနော်ကိုစားကြစို့ကိုယ့်ရဲ့အပြစ်အမှားများကိုနောင်နာယူပြီးတော့ဘဝတက်တာတင်တဲ့ဖခင်ရှင်စီတံပြန်လာခြင်းအပြင်ကိုယ့်ရဲ့ဘဝတက်တာမှာဖခင်ရှင်ရဲ့ကျေးဇူးတော်ကိုပိုင်ဆိုင်မယ်ဆိုတာကိုတရိယာရေးနဲ့လွတ်တဲ့ဆုကျေးဇူးတော်များဒီမိစ္ဆာတွင်မှာဆက်လက်ဆုတောင်းပူဇော်ပေးကြစို့